အင်တာမဆော့လို့အနည်းနာခံရတယ်ဆိုပြီးကိုပြောတဲ့လူတွေကိုခတ်ကြောက်ပဲကျမစိတ်ထဲမှာလေအဲ့လိုပြောတဲ့လူတွေကတစ်နေ့တစ်ချိန်တစ်ခါမှအကျွေးများတောင်းမလားလို့ဒီလိုလုပ်ပေးခဲ့လို့ဒီလိုဆုံးလုပ်ခဲ့လို့ဒီလိုပြန်ပြီးတော့ပေးပါလို့အဲ့လိုတောင်းမလားဆိုပြီးတော့အဲ့လိုစိုးရိမ်မှုတွေရှိတယ်ဒါကြောင့်မလို့ကျမကိုအနည်းနာခံတဲ့စားဖြင့်ပြောရင်ကျမအနေနဲ့မျက်နှာပူတယ်စိတ်ထဲမှာတစ်မျိုးဖြစ်တယ်ကျမအနည်းနာခံတယ်လို့ကျမမယူဆဘူးကျမလှုပ်ချင်တဲ့ကိစ္စကိုကျမရွေးချယ်တယ်ကျမရဲ့ရွေးချယ်မှုအရာကျမလှုပ်တယ်အဲ့တော့ဒီလိုလုံနိုင်တာကိုပဲကျေနပ်တယ်ဒီလိုလုပ်ရလို့အမြဲစိတ်ချမ်းသာတယ်လို့တော့မဟုတ်ဘူးပေါ့နော်ဒီလိုလုပ်ရတာလဲသူ့ဒုက္ခနဲ့သူရှိတာပဲဒါပေမဲ့ကိုရွေးတဲ့ဒုက္ခပဲကိုရင်ဆိုင်လိုက်ပေါ့ကိုဘဝကိုဘာအတွက်ဖြစ်စေချင်တာလဲကျမတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကျမတို့လုံးဝရှောင်လို့မရတဲ့ဟာတော့နောက်ဆုံးကြတော့ကျမတို့အားလုံးဟာအနိစ္စသဘောတရားအရာကိစ္စချောရမှာအဲ့ဒီအချိန်ရောက်တဲ့အခါကျတော့ဘယ်လိုစိတ်ဓာတ်နဲ့ရှိကျင်လဲဆိုတာကိုဆုံးဖြတ်ကြပါကျမကတော့အကျွေးမပါသွားခြင်းဘဝအကျွေးတွေမပါသွားခြင်းအဲ့တော့ဒီဟာကိုစဉ်းစားကြပါကိုယ့်ဘာကိုစဉ်းစားကြပါစွန့်လွတ်ပါကျမမပြောလို့ဘူးကိုယ့်အတွက်ကိုမလုပ်ပါနဲ့မပြောလို့ဒါကျမတိုက်တွန်းချင်တာကတော့တတ်နိုင်သမျှကိုယ့်ရဲ့တိုင်းပြည်အတွက်ကိုယ့်ရဲ့အရင်တုန်းကတူတူပေါက်ဖွာလာတဲ့ပြည်သူပြည်သားတွေအတူပေါက်ဖွာတဲ့ပြည်သူသားတွေအတွက်တတ်နိုင်သမျှလုတ်ပေးနိုင်သမျှလုတ်ပေးကြပါတခြားဟာမလုတ်ပေးနိုင်ရင်တော့မေတ္တာပို့ကြပါစေနာထားကြပါ